မင်္ဂလာပါပြည်သူ့အတန်သတင်းဌာနရဲ့2026ခုနှစ်မတ်လ19ရက်နေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ကူမြို့နယ်ဒိုးတောင်ရွာမှာမတ်လ17ရက်နေ့ညနေ6နာရီလောက်ကစကစကဒရုန်းတွေလေယာဉ်တွေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်ပြီးဘုံကျဲတာကြောင့်အရက်သားတအုပ်သေဆုံးပြီးနေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။သေဆုံးသောသူဟာကြောက်ကူမြို့နယ်ချောင်းမြောင်ရွာကနေဒိုးတောင်ရွာမှာစစ်ဘေးဆောင်နေတဲ့ဦးတင်ထီခိုင်အသက်60နှစ်ဖြစ်ပြီးလူနေအိမ်နှလုံးလည်းပျက်စီးခဲ့ပါတယ်။စကစအနေနဲ့ရခိုင်ပြည်နယ်ကမြို့ကြီးရွာတွေနဲ့စစ်ဘေးဆောင်စခန်းတွေကိုစစ်စစ်မပြတ်တိုက်ခိုက်နေတာကြောင့်ဒေဆုံးဒဏ်ရရှိသူတွေရှိနေပြီးနေအိမ်နဲ့အဆောက်အဦတွေပျက်စီးတာကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရန်ကိုအလေးထားတတိပြုရန်နဲ့ကြိုတင်ကာကွယ်ဖို့ပြင်ဆင်ထားကြရန်အာရကတပ်တော် AA ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာပြည်သူ့တန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ